ရားသခင်ကောင်းမြတ်ပါတယ်အချိန်တိုင်းမှာအချိန်ပိုင်းလေးပဲကောင်းတဲ့ဘုရားသခင်မဟုတ်ပါဘူးအချိန်တိုင်းကောင်းတဲ့ဘုရားသခင်ပါဆိုတော့ God is good all the time not part time မင်္ဂလာရှိတယ်မွန်လွဲအချိန်ခါလေးဖြစ်ပါတယ်သခင်ဖခင်ရဲ့နေ့ဖြစ်တဲ့အတွက်เนาะဒီနေ့တနေ့တာလုံးကိုသခင်ဖခင်ရဲ့မျက်မှောက်တော်ခံစားနေရစေเนาะသခင်ဖခင်ရဲ့ဗိသေကြာစင်းနေစေဖြစ်တဲ့အချိန်မှာဒီနေ့ဝင်ငါခဲ့တဲ့နှုတ်ကပတ်တော်လေးကိုเนาะကျွန်တော်ရဲ့ယန္ဒီယဝေဓမ္မမိတ်ဆွေတွေကိုအနေငယ်ပြန်လေးဝင်ငါခွန်အားပေးချင်ပါတယ်ခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြည့်အတွက်အသေးခံတော်မူ၏သခင်ရှုဖျားလောကကိုဆင်းလာတာဘာသာပေးဖို့မဟုတ်ဘူးအသေးခံပေးဖို့နော်ဘာသာကောင်းနေတင်နဲ့ကျွန်တော်မကောင်းဘူးလူကမကောင်းဆိုတော့ဘာသာပြောင်းဖို့တဲ့လူပြန်လေပြီးကောင်းဖို့လဝါကတ္တမှာသခင်ရှုဖျားအသေးခံပေးခြင်းဖြစ်ပါတယ်သေခြင်းအပြစ်တရားရဲ့အခမူကားသေခြင်းပေသည် the wages of sin is death ဘုရားသခင်ရဲ့ command ဖြစ်ပါတယ်စားသောနေ့မှာဧကန်အမှန်သေရမယ်နော် the day you eat you shall surely die အပြစ်ရဲ့အခဟာဆွတောင်းခြင်းမဟုတ်ကျမ်းစာဖတ်ခြင်းဘုရားကြောင့်တက်ခြင်းပဋိသင်ခံခြင်းမဟုတ်အပြစ်ရဲ့အခဟာနောင်နာရခြင်းမဟုတ်နော်အပြည့်ရဲ့အခါဟာတရားထိုင်ခြင်းသင်္ကန်းစီးခြင်းမဟုတ်ပါဘူးအပြည့်ရဲ့အခါဟာထောင်နှံငွေတန်းခြင်းလည်းမဟုတ်ပါဘူးအပြည့်ရဲ့အခါဟာပြန်လည်ပြီးတော့မှကောင်းကောင်းမွန်မွန်အသက်ရှင်ခြင်းလည်းမဟုတ်ပါဘူးအပြည့်ရဲ့အခါတခုတည်းပဲကဘာဥကနေပြီးတော့မှကဘာဆုံးသည့်အထိဘုရားသခင်သတ်မှတ်ထားတဲ့ penalty ဟာ death သေခြင်းပဲဒီလိုတခေရှုပြလောကဆင်းလာတာအသေးခံပေးဖို့သူဖန်ဆင်းထားတဲ့လူသားတစ်မျိုးနွယ်လုံးအတွက်သူကိုယ်တိုင်လာရောက်ပြီးတော့မှအသေးခံပေးခြင်းဖြစ်ပါတယ်။နော်ဂင်္ဂါဝါလူသေစုပကဖရားတွေအများကြီးရှိတယ်။ရွှေဖရားတွေငွေဖရားတွေကြောက်ဖရားတွေကြောက်စင်းဖရားတွေရှိပါတယ်။လူလို့တဲ့ဖရားတွေအယုတ်ဖရားတွေနတ်ဖရားတွေရှိပါတယ်။သခင်ရှုကတော့ဖန်ဆင်းတော်မူသောထာဝရအရှင်ဖရားသခင်ဖြစ်ပါတယ်။ဖန်ဆင်းရှင်ပဲလူသားမျိုးနွယ်တစ်ခုလုံးအတွက်လူသားအလုံးအတွက်အသေးခံပေးပါတယ်ကြိုက်တဲ့ဘာသာကြည့်ပါဖျားလို့ခေါ်နေတဲ့ကောင်းကင်အောက်မှာရှိတဲ့ဖျားတွေကြည့်ပါဘလို့ပုဂ္ဂိုလ်ကမှအသေးမခံပေးပါဘူးเนาะတရားပေးတယ်နီလန်းပေးတယ်เนาะကဏန်းပေးတယ်เนาะစီးပွားလလဘတိုးတက်အောင်လုပ်ပေးတယ်ယောဂပြအောင်လုပ်ပေးတယ်เนาะဒါမဲ့အသေးခံပေးတာအသက်ပေးတာယေရှုခရစ်တော်ဘုရားတပါးတည်းပဲခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်အတွက်အသေးခံတော်မူ၏သေခြင်းဟာအမျိုးမျိုးရှိပါတယ်သုံးမျိုးပဲဝင်ငါပေးချင်ပါတယ်နံပါတ်1ကတော့ spiritual death ဖန်ဆင်းရှင်ဘုရားသခင်နဲ့လူနဲ့ကျွန်တော်နဲ့အဆက်ပြတ်သွားတာကိုဝိညာဉ်ရေးကသေဆုံးခြင်းလို့ခေါ်ပါတယ်ကောင်းတဲ့သူပဲဖြစ်ဖြစ်ဆိုးတဲ့သူပဲဖြစ်ဖြစ်ဖျားနဲ့အဆက်ပြတ်တာချင်းကအတူတူပါပဲခြားနာခြင်းအလေးမရှိပါဘူးမွေးလာကလေးကဒုစရိုက်အပြစ်ထဲမှာမွေးဖွားလာတယ် born into sin ဒုစရိုက်အပြစ်ထဲမှာသေနေတယ်လို့တမန်ကျမ်းစာကပြောတယ် we are separated from the life of God ဘုရားသခင်အသက်နဲ့ကိုရှင်တယ်လို့ဧဖက်လေးအငယ်16မှာဖော်ပြထားပါတယ်ဒီလိုဘုရားသခင်ကကျွန်တော်တို့ကိုကြိုးခိုင်းထားတယ်နော်ဘာသာရေးပုံကိုယ်တွေပဲဖြစ်ဖြစ်သူတော်စင်တွေပဲဖြစ်ဖြစ်သူတော်ထူးတွေသူတော်မြတ်တွေပဲဖြစ်ဖြစ်ဘာသာရေးသမားတွေပဲဖြစ်ဖြစ်ဂိုင်းကျုပ်ကြီးပဲဖြစ်ဖြစ်အယက်သမားပဲဖြစ်ဖြစ်ဘိန်းစားပဲဖြစ်ဖြစ်လူသက်သမားပဲဖြစ်ဖြစ်အင်မတန်မှရုပ်မာတဲ့လူပဲဖြစ်ဖြစ်အားလုံးကဖျားနဲ့အဆက်ပြတ်နေတဲ့လူတွေကြီးပဲအသက်ခံရတဲ့သူရောတတ်တဲ့သူရောဖျားနဲ့အဆက်ပြတ်နေတယ်ဘာသာမဲ့ရောဘာသာရှိရောဘာသာတရားကိုင်းရှမ်းတဲ့လူရောဒုစရိုက်ထဲမှာပျော်မွေ့တဲ့သူရောအားလုံးကဖျားနဲ့အဆက်ပြတ်နေတယ်ဆိုတော့အသက်ရှင်သောဖျားနဲ့လူနဲ့အဆက်ပြတ်နေတာကိုဝိညာဉ်ရေးရသေဆုံးခြင်းလို့ခေါ်ပါတယ်နော်
spiritual dead တော့လောကမှာလေသူကနှစ်မျိုးပဲရှိတယ်လူမျိုးနဲ့မခွဲဘူးလူမျိုးနဲ့ခွဲရင်အမျိုးမျိုးပဲဘာသာနဲ့ခွဲရင်လည်းအမျိုးမျိုးပဲနော်စင်ရချမ်းသာအကောင်းဆုံးအယုံအမြတ်နဲ့မခွဲဘူးတကယ်တော့လေဘုရားသခင်ကြည့်လိုက်တဲ့အခါမှာကဘာကြီးမှာဒီဗတ္တကဘာမှာလူကနှစ်မျိုးပဲရှိတယ်သူနဲ့အဆက်ရှိတဲ့သူနဲ့အဆက်ပြတ်တော်သူနှစ်မျိုးပဲရှိတယ်နော်ဆိုတော့ဘုရားသခင်နဲ့အဆက်ရှိတော်သူဆိုတာကတခင်ရှိကိုကဲတင်ပိုင်ရှင်အဖြစ်နှလုံးသားထဲမှာလက်ခံယုံကြည်ပြီးတန်ရှင်သောဝိညာဉ်တော်အပြင်ဒုတိယမွေးဖွားခြင်းကိုခံပြီးသောသူကိုခေါ်ပါတယ်တနည်းပြောရရင်တော့ကိုယ်အသက်နဲ့ကိုယ်မရှင်တော့ပဲခရစ်တော်ရှင်ပေးတဲ့သူဒီအတွက် for me to live with Christ ဖိလိပ္ပိခန်းကြီး1ငွေ27မှာငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ငါတို့အသက်တည်ဟူသောခရစ်တော်ဆိုတဲ့အုပ်စုနဲ့ကိုယ်တိုင်ရှင်တဲ့အုပ်စုကိုယ်တိုင်ရှင်တဲ့အုပ်စုထဲမှာချမ်းသာတဲ့အသက်ရှင်တဲ့သူတွေလည်းပါတယ်တချို့ကပြောတယ်ကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့အညီအသက်ရှင်တာဆုတောင်းခြင်းနဲ့အသက်ရှင်တယ်ပြည့်ညတ်တော်10ပါးနဲ့အသက်ရှင်တယ်တရားနဲ့အသက်ရှင်တယ်နောက်ဆုံးဖျားနဲ့အသက်ရှင်တယ်ပဲပြောကိုအထဲကသခင်ယေရှုခရစ်တော်ကိုယ်တိုင်ရှင်ပေးတဲ့သူဟာဖျားနဲ့အဆက်ရှိတဲ့သူတေခါရရနထကွာမဲ့ဖြစ်ဖြစ်ဘီရှော့ပဲဖြစ်ဖြစ်ဖုတ်ပဲဖြစ်ဖြစ်တန်ခါနာယကဥက္ကဋ္ဌဥဆောင်ပဲဖြစ်ဖြစ်ခါမေနီပဲဖြစ်ဖြစ်ဒုတိယဝေခြင်းဘောနဂဲမဖြစ်သေးဖျားနဲ့အဆက်ပြတ်နေတော်သူကောင်းတာကိုလုပ်နေပေမဲ့တရားကျင့်နေပေမဲ့ဖျားနဲ့အဆက်ပြတ်နေတဲ့လူကောင်းဒါလိုပဲဖျားနဲ့အဆက်ပြတ်နေတဲ့လူယုံမှလည်းရှိပါတယ်အားလုံးကအတူတူနဲ့အနုနုမသိလို့သာအားလုံးကမသာပါမသိမသာလို့ခေါ်တော့ဒီလိုသခင်ရှုဖျားဟာဖျားသခင်နဲ့ကျွန်တော်ဖျားသခင်နဲ့သင်ပြန်လဲပြီးတော့မှ connection ပြန်ရဖို့နော်ကျွန်တော်နေရာတနေရာရောက်သွားတဲ့အခါမှာကျွန်တော်ဖုန်းတွေတစ်လုံးမှသုံးလို့မရဘူးပါတော့တဲ့ဖုန်းတွေကကိုရီးယားဖုန်းလည်းပါတယ်တရုတ်ဖုန်းလည်းပါတယ် US ဖုန်းလည်းပါတယ်လုံးဝ connection တစ်လုံးမှမရဘူးနော်350ကျော်တဲ့ဖုန်း iPhone နော်အစိတ်လောက်ရှိတဲ့ Samsung 15လေးရှိတဲ့ Xiaomi Huawei တစ်လုံးမှ connection မရဘူးဒီသဘောလေးပါပဲဖျားခင်နဲ့ connection ရဖို့တခင်ရှုဟာအဖခမဲတော်နဲ့ connection အဖြတ်ခံလိုက်ရတယ်။ကေဒရှင်မန်ဥယျာဉ်မှာတခင်ရှုကငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိတယ်လို့ပြောပါတယ်။စိတ်နှလုံးတည်သွားတယ်။ဝိညာဉ်ရေးရတည်ဆုံးသွားတယ်။တကယ်တော့ဟေရှာယကိုအငယ်6မှာနာမတော့ဟူမူကားအောဝေတိုင်ပေပဲတကိုးကြည့်သောဖျားထာဝရအဖငြိမ်သက်ခြင်းအရှင် the Prince of Peaceမောင်နိုင်ရဲ့အလယ်မှာအိတ်နေနိုင်တဲ့သူအိုင်ရဲ့အလယ်ပင်လယ်ရဲ့အလယ် the Sea of Galilee မှာအိတ်နေနိုင်တဲ့သူဆိုင်စင်းမုန်တိုင်းတိုင်ဖုန်းမုန်တိုင်းနော်ကြပြီးတော့မှတလေလုံးရေနဲ့ပြေးပြီးတော့မှနိခါနီးမှာတော့မှလှေရဲ့ပေ့လေးမှာနှစ်ချက်ကျင်းဆက်နေနိုင်တဲ့သူဟာအရန်အိတ်လိုကောင်းတဲ့အချိန်များတက်ကြီးကောင်းချချိန်တန်းကောင်ကျော်နေရာကလည်းပဲကေသရှင်မဥယျာဉ်ကအရန်တာယာပြီးတော့မှခြင်လည်းမရှိဘာမှအနောက်ရှင်မရှိနော်အေးများပြီးတော့မှအိတ်လိုကောင်းတဲ့အချိန်အဲ့ဒီအနေအထားမျိုးမှာသခင်ရှုဖျားကတညလုံးအိတ်မပြောတမင်းမှအိတ်လို့မပြောခရဲတော်နဲ့အဆက်ပြတ်သွားတာ哦ကားတဲ့ပေါ်မှာကျွန်ုပ်ဖျားအဘဲကြောင့်ကျွန်ုပ်ကိုဆွတ်တော်မူသည် Eli why hast thou forsaken me ယော36အဲ့ဒီမှာပြည့်စုံသွားပါတယ်နော်လောကကြီးတွေကိုဆင်းလာစဉ်မှာခမဲတော်မစွန့်သေးပါဘူးမေတ္တာမာရီဝမ်းထဲမှာသတိတဲစဉ်အခါမှာဝိညာဉ်တော်ဖျားသူကိုမစွန့်ပါဘူးဝိညာဉ်တော်အပြည့်သတိတဲတာပါနွားစခွက်မှာနွားတင်းကောင်မှာမွေးတယ်စွန့်ခြင်းအစစ်မရောက်သေးပါဘူးနှိမ့်ချစွာဆင်းလာခြင်းပဲဖြစ်ပါတယ်ယော်ဒန်မှာနေချင်းခံတဲ့ရေဘော်ကပေါ်ထားတဲ့အခါမှာကောင်းကင်ကအတန်ကဤသူကငါနှစ်သက်မြတ်လို့ရငါဤချစ်သားပေသည်တဲ့ This is my beloved son the one who I am well pleased
တခင်ရှုပြောတယ်ငါကိုမြင်တော်သူကခမဲတော်ကိုမြင်တယ်တဲ့ငါနဲ့ခမဲတော်ကတလုံးတဝတည်းဖြစ်တယ်အတူတူပဲ we are one ဒါပေမဲ့ကားတွေပေါ်မှာမတူတော့ဘူးခမဲတော်ဖေဟာတန်ရှင်တော်ဝိညာဉ်တော်ဖေဟာသူကိုကြောက်ခိုင်းသွားတယ်ဒီအတွက်အကျွန်ုပ်ဖေဟာကျွန်ုပ်ဖေဟာအဘဲကြောင့်ကျွန်ုပ်ကိုဆွတ်တယ်လေ heaven is silent အဖြေမရပါဘူးအဆက်ပြတ်သွားတယ်ဖျားခင်နဲ့အဆက်ပြတ်နေတဲ့လူကဆွတ်တောင်းရင်ဖျားမကြောက်အဆက်ပြတ်နေတော့ခုနကပြောတဲ့ connection လုံးဝမရှိတော့အီးပေါ်နေတယ်0နဲ့ cross ပေါ်နေတယ်ဘလောက်ပဲခေါ် connection မလုံးဝမရတာ out of connection ဘလို့ထူးမလဲဒါလို့ခမဲတော်ဖျားထံမှာဘာအဖြေမှမချရအောင် spiritual death when you hear တည်တော်တဲ့အချိန်တင်တို့ဖြစ်သည်တင်တို့ကငါနဲ့ကြွားစေပြီတဲ့တင်တို့ဒုစရိုက်သည်တင်တို့ကငါနဲ့ဝေးစေပြီတဲ့ဘလောက်ကြွားစေလဲအရှိဆုံးသည်အနောက်ဆုံးနဲ့ဝေးသည့်အတိုင်းဘုရားသခင်ကတင်တဲ့ကျွန်တော်ကိုအပြစ်တရားကြောင့်ကြွားတယ်လို့ပြောပါတယ်တင်တို့အပြစ်သည်ငါနဲ့ကြွားစေပြီမျက်နှာတော်ကိုလွှဲတယ်ဘုရားသခင်မျက်နှာလွှဲထားမှတော့ဘယ်လိုလုပ်ပြီးမျက်နှာသာပေးခံရမလဲဘုရားမျက်နှာပဲရှိမလဲဘုရားဘုံပဲရှိမလဲနော် God favor မရှိဘူးတခင်ရှုကိုဘုရားသခင်ကြောခံလိုက်တဲ့အချိန်မှာဘုရားသခင်အသင်ကိုအလိုလိုမျက်နှာပြန်မူပြီးသားဖြစ်သွားတယ်ကိုကြောခိုင်းထားတဲ့သူကိုမျက်နှာမူထားတဲ့သူနှစ်ယောက်ရှိတယ်ဆိုပါတော့ဘုရားခင်ကကျွန်တော်ကိုကြောခိုင်းထားတဲ့အရှင်ယေရှုကိုမျက်နှာမူထားတယ်ဤသူကငါနှစ်သက်မျိုးတို့ကငါရဲ့ချစ်သားပေသည်အဲ့ဒီအချိန်မှာအရှင်ယေရှုကိုဘုရားသခင်ကြောခံလိုက်တဲ့အချိန်ဟာဘုရားသခင်ကျွန်တော်ကိုမျက်နှာပြန်မူလိုက်တဲ့အချိန်ပဲတစ်ချိန်နဲ့ဖြစ်သွားတာတစ်ပြိုင်နဲ့ဖြစ်သွားတာတစ်ချက်တည်းပဲခရစ်တော်ကိုကြောခံရတဲ့အချိန်မှာဘုရားသခင်ကကျွန်တော်ကိုဘယ်တော့မှကြောမခဲတော့ငါဒီတင်းကိုမဆုံးအလှည့်ပြည့်မထား I will never leave you nor forsake you I will be with you always ဘုရားသခင်မျက်နှာတော်အလင်းကိုတင်းပေါ်မှာထွန်းလင်းပေးတယ်ဘလောက်ပဲတင်းအမှားတွေလို့ဘယ်ပဲရရောဘုရားသခင်မျက်မှောက်တော်ဘုရားသခင်အလင်းဟာတင်းနဲ့အတူရှိတယ်ဒုတိယသေခြင်းကတော့ body death လို့ခေါ်ပါတယ်ခန္ဓာသေခြင်းဒီနေ့လူသားတွေကြောက်ရွံ့တဲ့သေခြင်းမျိုးပေါ့နော်လူသားတွေကြောက်ရွံ့တဲ့သေခြင်းအလေးထားတယ်နော်ကြောက်လဲကြောက်တယ်ဒီသေခြင်းကိုမရင်ဆိုင်ခြင်းဘူးဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကအသက်ရှင်ပြီးတော့မှတရားထိုင်ပြီးတော့မှကောင်းတာတွေကိုလုပ်နေပြီးတော့မှကြမ်းကြမ်းမာမာနဲ့နော်သွားလာနေပြီးတော့မှဖျားနဲ့အဆက်ပြတ်တာကပို့ပြီးတော့မှဝမ်းနည်းစရာကောင်းပါလေဝမ်းနည်းစရာအကောင်းဆုံးတော့မဟုတ်သေးဘူးဝမ်းနည်းစရာအကောင်းဆုံးကလာလိမ့်မယ်နော် body death ဆိုတာကတော့ကျွန်တော်ဟာကျွန်တော်ရဲ့ခန္ဓာနဲ့အဆက်ပြတ်သွားတာကျွန်တော်ခန္ဓာကြီးကိုကျွန်တော်ခြံထားရတာကိုယ်ခန္ဓာနဲ့ဝေးရအရာကိုကျွန်တော်ရောက်သွားတာဒီနေ့သတင်းတွေမှာမြင်နေရတယ်ကြားနေရတယ်နော်လူတွေသေသွားတယ်ဆိုတော့ body death ခန္ဓာနဲ့သူနဲ့အဆက်ပြတ်သွားတာသခင်ယေရှုရဲ့ခန္ဓာနဲ့သခင်ယေရှုနဲ့အဆက်ပြတ်သွားပါခေါင်းတော်ကိုနိုင်ဆိုင်ညွတ်၍အသက်တော်ကိုစွန့်နေအပြစ်တဲ့အခါမူကားသေခြင်းပေသည်နော်လူမှာခန္ဓာစိတ်ဝိညာဉ်ရှိတာ哦ဒါမလို့စိတ်မင်းဆိုင်ရာသေဆုံးခြင်းခန္ဓာကိုယ်ပဲဆိုင်ရာသေဆုံးခြင်းသခင်ရှုပြခံခဲ့ပါတယ်ဆိုတော့သခင်ရှုဟာလူများသက်လို့သေတာမဟုတ်ဘူးယောဂကြောင့်သေတာမဟုတ်ဒီနေ့လောကမှာသေတဲ့သူတွေအားလုံးဟာတခုမဟုတ်တခုကြောင့်သေတာငရင်လှုပ်လို့တိုက်ပြီးသေတယ်ကားတိုက်လို့သေတယ်ပိုးထီလို့သေတယ်ရင်းနှီးလို့သေတယ်ကြီးစံမှန်ပြီးသေတယ်ဘုံအကျဲခံရလို့သေတယ်နော်မိုင်းနေပြီးသေတယ်ကင်ဆာနဲ့သေတယ်အုံတော့သွေးကြောပြတ်ပြီးသေတယ်ယေရှုကတော့သူ့ရဲ့အသက်ကိုသူအပ်လို့ကိုယ်အဆွေတို့အဖို့အလိုကကိုယ်အသက်ကိုစွန့်ရည်မြတ်တာဆိုအဲ့ဒါပဲငါတို့ဒီအပြစ်ရှိစေမှာပဲခရစ်တော်ဒီငါတို့အတွက်အသေးခံတော်မူသည်ဖြစ်ပြီးခရစ်တော်ဒီအသေးခံတော်မူသည်အသက်ခံရတာမဟုတ်ဘူးဒါလို့ပြောတဲ့အခါမှာရှင်းရှင်းလင်းလင်းတိတိကျကျမှန်မှန်ကန်ကန်ပြောဖို့လိုပါတယ်။လဝါကတဲ့ပေါ်မှာယောမစစ်သားတွေရဲ့အသက်ခံရတာမဟုတ်ဘူး။ခရစ်တော်ကကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်တွေအသေးခံသွားတာအသက်ခံရတာကလူဆိုးနှစ်ယောက်တကယ်ရှိကအသေးခံသွားတာသူ့ကိုဘယ်သူမှတတ်လို့မရဘူး။ဘာလဲဆိုတော့ तू က sinless အပြစ်လုံးဝမရှိဘူး။အပြစ်အခါအသေးခြင်းတကယ်ရှိပြအပြစ်အတွေ့အသေးခံပေးပေမယ့် तू ကအပြစ်ကိုတခါမှမလုပ်ခဲ့ဘူး။ဒီအတွက်သူ့ရဲ့အသက်ကိုသူကိုယ်နဲ့လှူတာ
ဒီနေ့ဘာသာတရားမှာကြည်ရင်လူတွေကဖျားကိုလှူရတယ်သူတို့ရဲ့အယုတ်ဖျားတွေသူတို့ရဲ့လူဖျားနတ်ဖျားတွေကိုငပြောပွဲတွေလှူရတယ်အုံပွဲတွေလှူရတယ်နော်ထန်လျက်တွေလှူရတယ်နော်တက်တော်သီးတွေမအစဖို့လှူပွဲဝတ္ထုပန်းဖျောင်းစီဝေးတွေလှူရတယ်အခုကသခင်ယေရှုကသူ့ရဲ့အသက်ကိုသူလှူသွားတာလှူတယ်ဆိုတော့အခမဲ့ပေးတာသူ့ရဲ့အသက်ကိုသူပေးတာနော်ဒါမလို့ခဏချို့တို့ခန္ဓာသိခြင်းကနေကဲတင်ခြင်းဆိုတော့သိသွားတယ်ကိုယ့်ရဲ့ cell တွေပြန်ရှင်းလာတယ်နော်ပျက်စီးသွားတဲ့ကိုယ့်ရဲ့ကြောက်ကက်တွေပြန်ကောင်းလာတယ်နော်ကိုယ့်ရဲ့ပျောက်သွားတဲ့မှတ်ဉာဏ်တွေပြန်ရလာတယ်ဒါလည်းရှိပါတယ်နော်လောကမှာခန္ဓာကိုယ်ရဲ့အသက်ရှင်စဉ်ကမှာ physical healing ဘာဖြစ်လို့လဲသခင်ရှိက physical death ခန္ဓာသိခြင်းကိုသူပေးဆက်ခဲ့ပြီးဖြစ်တဲ့အတွေ့သင်ရောကျွန်တော်ခန္ဓာအနာငြင်းခြင်းကိုခံစားရရှိမယ်အဲ့လိုပြောလို့မဖျားရဘူးမနာရဘူးပြောတာမဟုတ်နော်ကျွန်တော်ဖျားလာတဲ့အခါမှာဆင်းရဲသွားတဲ့အခါမှာပြန်ကျမ်းမာလာသလိုပဲနော်ခန္ဓာကိုပြန်လဲကျမ်းမာလာတဲ့အခွင့်ပေးသလိုတနေ့ကျရင်ကျွန်တော်ရဲ့ကိုယ်ခန္ဓာဟာပြန်ပြီးတော့မှဘုံသေးတဲ့ထင်ရှားမယ်နော်ဒါက Nicene Creed နိစိန်ယုံကြည်ချက်ပေါ့နော် bodily resurrection ခန္ဓာကိုယ်အပြည့်ထမြောက်ပြန်ရှင်ခြင်းပေါ့နော်နောက်ဆုံးချက်ကတော့ပျက်စီးခြင်းဒါက eternal death spirit death second death လို့ခေါ်ပါတယ်အသက်စာဆောင်၌စည်ရင်မဝင်သောသူရှိသမျှတို့ကိုမိအိုင်ထဲသို့ချပစ်လေ၏ဒါကြောက်စရာအကောင်းဆုံးဒါမလို့လူသည်စကြဝဠာကိုအကျွင့်မဲ့အစိုးရ၍မိမိရဲ့အသက်ဝိညာဉ်ရှုံးနေအဘယ်ကျေးဇူးရှိမည်နည်းတဲ့နောက်တကယ်ရှုပြောပါတယ်ကိုခန္ဓာကိုယ်သာသက်၍ဝိညာဉ်ကိုမဖြစ်စည်းနိုင်တဲ့လူတွေကိုမကြောက်နဲ့တဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုငရဲမှာဖြစ်စည်းနိုင်တဲ့သူကိုသာ၍ကြောက်ပါကြောက်စရာအကောင်းဆုံးကဘုရားသခင်ရဲ့စီရင်ခြင်းပဲဒါပေမဲ့ယေရှုခရစ်တော်ကိုယုံကြည်သောသူသည်ဘုရားသခင်ရဲ့စီရင်ခြင်းကိုမခံရအောင်ပျက်စီးခြင်းကိုသခင်ရှုပြရောက်သွားတယ်နော်ကန်းနဲ့လောင်တဲ့မိအိုင် black hole the bottomless pit အနက်ဆုံးသောတွင်းရဲ့ ground zero သခင်ရှုပြဆင်းသွားတယ်တနည်းပြောရရင်တော့ Morana ပေါ့ဒါလို့ကျွန်တော်တို့တခြင်းဆိုတယ်မလားတင်ញံတွင်းမှာထမ်းမြောက်ပြီးနတ်နေရတွေကထွံ့မြောက်တယ်နတ်နေရဆိုအဲ့လိုပြောတာနတ်ရှိုင်းနဲ့အနက်ဆုံးသောတွင်းဆိုတော့ဟေရှာ14မှာသင်သည်ရောက်လာသောအခါမရဏနိုင်ငံသည်တုန်လှုပ်လေ၏ဒါကသခင်ရှုကိုလည်းပဲဆိုလိုခြင်းဖြစ်တယ်เนาะတမန်ကျမ်းစာဟာ multiple interpretation ရှိပါတယ်เนาะ double triple fulfillment ရှိတယ်ငါနဲ့သားမိုးတော့ခြင်းဆိုတာက Lucifer လို့ခေါ်တဲ့ကောင်းကင်တမန်မင်း Lucifer စာတန်ကိုပဲပြောတာမဟုတ်ဘူးသခင်ယေရှုကိုလည်းယဉ်ညွှန်းထားတယ်เนาะဗျာဒိတ်ကျမ်းမှာဖတ်ကြည့်ပါသခင်ယေရှုကမှန်တော့မိုးတော့ခြင်းဆိုတော့မရဏကိုသူရောက်သွားတယ်ဒါလို့သခင်ယေရှုခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်တွေအသေးခံတယ်တကြိုပြီးမှဘာလို့တကြိုလဲသင်ရဲ့အပြစ်တွေကျွန်တော်ရဲ့အပြစ်တွေကိုသွားတကြိုတာဤလောကရဲ့အပြစ်ကိုဆောင်သွားသောဘုရားသခင်ရဲ့တိုးတဲ့ငယ်ကိုကြည့်ပါတဲ့သင်ရဲ့အပြစ်ကျွန်တော်ရဲ့အပြစ်ကိုသခင်ရှုပြဆောင်သွားတယ်ကိုတော်သည်ငါတို့အပြစ်များကိုဆောင်သွားခြင်းကထင်ရှားပေါ်ထွန်းတဲ့တိရော3အငယ်9မှာဘယ်ကိုဆောင်သွားလဲဂရဏီကုန်းလောက်နဲ့မပြီးပါဘူးအရိမသဲမျိုးသားယောသရဲ့ဂုသညတဲ့ကိုဆောင်သွားတာမဟုတ်ပါဘူးခန္ဓာကိုယ်ကတော့အဲ့ဒီမှာမြုပ်ထားပြီးမြဲအပြစ်ဆိုတာက invisible untouchable အပြစ်ဆိုတာကမြင်လို့မရဘူး that's so real so authentic အပြစ်ဆိုတာမြင်လို့မရဘူးတကယ်ရှိပြပခုံးမှာထမ်းသွားတာကလက်ဝါးကတ်တိုင် cross ကိုပဲထမ်းသွားတာသင်ရဲ့အပြစ်ကိုထမ်းသွားတာမဟုတ်သင်ရဲ့အပြစ်ကိုသူ့ရဲ့ဝိညာဉ် spirit ကတည်သွားတာဒါလို့ရှင်ပေတရုကပြောတယ်ကိုယ်ခန္ဓာအပြင်အသေးခံ၍စိတ်ဝိညာဉ်အပြင် abyss လို့ခေါ်တဲ့ငရေမရဏကိုသခင်ရှိပြဆင်းသွားတယ်အဲ့ဒီမှာရှိတဲ့လှောက်ထားတဲ့ဝိညာဉ်ကိုသွားပြီးတော့ declaration နော်အောင်မြင်ခြင်းကိုကြေညာပေးတယ်ဆိုတော့တွေ့ရတယ်မရဏနိုင်ငံတိုင်အောင်ခုတ်လဲခြင်းကိုခံရလေပြီတကားတဲ့ဆာလန်16မှာကြည့်တဲ့အခါမှာဒါကဒါဝိဒ်အကြောင်းဆက်ဆိုထားတာမဟုတ်ဘူးခရစ်တော်အကြောင်းကိုဒါဝိဒ်ကဆက်ဆိုထားတာဘာပြောလဲကိုတော်သည်အကျွန်ုပ်ဤဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူကိုတော်ဤသက်ရှင်သူအားလည်းပုတ်ဆက်ခြင်းကိုရှိစေတော်မူပဲလေအသက်ရှင်ခြင်းကိုပြညွှန်တော်မူလိမ့်မည်အထံတော်၌ဆုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ရတော်နာမှာအစဉ်မြဲအသက်ရှင်ခြင်းအခွင့်ရှိပါ၏ပြောတဲ့အခါမှာမရဏကိုခရစ်တော်ရောက်သွားတဲ့အတွက်အကျွန်ုပ်ဝိညာဉ်ကိုမရဏနိုင်ငံမှာပြစ်ထားတော်မမူလို့ပြောတာပေါ့ခရစ်တော်ရဲ့ခန္ဓာကတော့မရဏကိုရောက်မသွားဘူး
ခန္ဓာကအရိမတဲမျိုးသားယောသရဲ့ကြောက်တင်းငင်းထဲမှာနော်မူရန်အကျော်နဲ့ဆေးကြောပြီးတော့မှအဝိုးနဲ့တေးသေးချာချာပတ်ထားတာဒါက body ခရစ်တော်ရဲ့ spirit ကဟို Hades ဆိုခေါ်တဲ့အနက်ဆုံးသောတွင်းကိုဆင်းသွားတယ်ဘာတွေတည်သွားလဲသင်ရဲ့အပြစ်တွေကျွန်တော်ရဲ့အပြစ်တွေ black hole တွေကိုဝင်သွားတာဘယ်တော့မှထွက်လာစရာအကြောင်းမရှိတော့ဘူးဒါကကျေတရားလေးရဲ့သင်ချိုင်းပဲအဆုံးမရှိတဲ့တွင်းထဲမှာပြောချင်တာကကမ္ဘာအနက်ဆုံးတွင်းမာရီယာနာထရန့်စင်မှာမြုပ်ခဲ့တာမဟုတ်ဘူးဒါတော့မှမာရီယာနာဂျက်ကြီးကပေပေါင်း3000ခွဲကျော်နဲ့တယ်အဲ့ဒီမှာမြုပ်ထားတာမဟုတ်ဘူးကမ္ဘာရဲ့အပြင်စကြဝဠာရဲ့အပြင် outer space outer the universe black hole တွေမှာတော့မြုပ်ထားတာဒါမလို့ဟေဘဲဆရာကပြောလေ your sins and lawless deeds I will see no more တင်တော့အပြစ်တွေကျွလွန်ခြင်းတွေကိုငါမမြင်တော့ဘူးတဲ့ဖခင်မတွေ့တော့ black hole ရောက်သွားပြီ your sins and lawless deeds I will remember no more ဖခင်သတိမရတော့ဘူးဆိုတော့စိတ်ချပါတင်းရဲ့အပါးတွေတင်းရဲ့အပြစ်တွေတင်းကျွလွန်ခဲ့တဲ့မကောင်းမှုတွေအားလုံးကိုခရစ်တော်ကယူသွားပြီးတော့မှတင်းကြိုလိုက်ပြီနော်တင်းကြိုလိုက်ပြီခန္ဓာကိုယ်ကတော့ရေဝဲမှာသူကြိုမယ်ထိမိမှာသူကြိုမယ်တင်းရဲ့အပြစ်တွေအားလုံးကိုအနက်ဆုံးတွင်ထဲမှာသူကြိုတယ်တောင်းရမြောက်တော်နေမှာသိချင်းမှာပြန်ရှင်းတယ်ဒါလို့ဖျားသခင်သားတွေကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတော့မရပျက်စီးခြင်းတော့ပါလေအဲ့ဒီတွင်းတဲ့ထဲကိုကျွန်တော်မသွားတော့ကျွန်တော်အပြစ်တွေကိုခရစ်တော်ယူသွားပြီးပြီဆိုတော့မသွားတော့ခရစ်တော်ကိုမယုံကြည်တဲ့သူခရစ်တော်ကိုမယုံကြည်တဲ့ဝိညာဉ်ကတော့သူ့မှာအပြစ်ရှိတဲ့အတွက်အဲ့ဒီအပြစ်တွေနဲ့အတူတူကတွင်းတဲ့ထဲကိုသွားအောင်ငရဲတွင်းလိုပဲခေါ်နော်မရဏနိုင်ငံလိုပဲခေါ်ကန့်နဲ့လာတော့မီးရလိုပဲခေါ်သွားရမယ်ဒါပေမဲ့ကျွန်တော်အပြစ်တွေအားလုံးကိုခရစ်တော်ယူသွားပြီးဖြစ်တဲ့အတွက်အဲ့ဒီတွင်းတဲ့ထဲမှာကျွန်တော်အပြစ်တွေအားလုံးတက်ရောက်သွားတဲ့အတွက်တကြိုပြီးဖြစ်တဲ့အတွက်ကျွန်တော်ဟာသွားเสียအကြောင်းမရှိတော့ပျက်စီးခြင်းကိုကျွန်တော်မရောက်တော့ကောင်းကင်ဘုံကိုပဲကျွန်တော်ဝင်ရောက်ရမှာဖြစ်တယ်ဟာလေလုယာဆိုတော့သခင်ယေရှုခရစ်တော်ကိုသင်ယုံကြည်ရင်သင်မပျက်စီးဘူးသင်အိမ်တော်မပျက်စီးဘူးသင်ရဲ့အမှုတော်မပျက်စီးဘူးသင်ဘဝမပျက်ဘူးစီးပွားမပျက်ဘူးနော်ဘာကြောင့်လဲ all because of Jesus ယေရှုခရစ်တော်ကြောင့်တခုတော့ရှိတယ်ဖျားသခင်သားတော်အရှင်သခင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့တော့လိုပါလိမ့်မယ်ဖျားသခင်ကိုယုံကြည်သောသူအပေါင်းတို့သည်လို့မပြောဘူးဖျားသခင်ကိုယုံကြည်ပြီးခရစ်တော်ကိုမယုံကြည်ပျက်စီးမှာပဲဘာလဲဆိုတော့လဝါကတဲ့ပေါ်မှာအသေးခံပေးတာကဖျားသခင်ကိုယေရှုခရစ်တော်အသေးခံပေးတာရိုးလေးပါယဟူဒီတွေ Judaism ဂျူးဘာသာဝင်တွေဖျားခင်ကိုယုံကြည်တယ်အခြားဖျားနဲ့ဖျားမဟုတ်ဘူးထာဝရဖျားယာဝေအီလိုဟင်ယေဟောဝါဖျားခင်ကိုပဲသူတို့ယုံကြည်တာပဲဒါပေမဲ့သားတော်သခင်ယေရှုခရစ်တော်ကိုသူတို့မယုံကြည်တဲ့အတွက်သူတို့က born again မဖြစ်ဘူးဖျားခင်နဲ့အဆက်ပြန်မရအောင်ဒီလိုပဲအခြားသောဘာသာတွေနော်အစ္စလမ်ဘာသာနော်အရှမေလာဣဇက်ကဆင်းလာတဲ့ကွဲသွားတယ်တဆူရီတော့ဖျား monotheism ဖျားခင်တပါးတွေကိုပဲကိုးကွယ်တယ်ဒါပေမဲ့သားတော်ကိုမယုံကြည်ရင်ကဲ့တင်ခြင်းမရဘူးဖျားခင်ကိုသေယုံနာခဏထားဖျားခင်ကိုသေယုံကြည်တယ်ကောင်းပါတယ်တဲ့နတ်ဆိုးတို့သည်ယုံ၍ကြောက်ရွံ့တုန်လို့တယ်ဟောနတ်ဆိုးတွေယုံကြည်ကတင့်ထတော်မှပို့ပြီးတော့မှပြင်းထန်သေးတယ်ဒါပေမဲ့နတ်ဆိုးတွေနတ်ကောင်းဖြစ်မလားဘူးသားတော်ကိုယုံကြည်မှဟောသားတော်ကိုယုံကြည်မှဘလောက်ပဲဘာသာရေးပုဂ္ဂိုလ်ဖြစ်3နှစ်3လ3ရက်ကူအောင်ပြီးတော့မှတရားပဲထိုင်နော်ဘလောက်ပဲဘာသာရေးမှာတစ်ဖက်ကန်းကိုကြွချပြီးတော့မှအကျင့်အားဖြင့်သီလအားဖြင့်ဒါနအားဖြင့်ဘဝအားဖြင့်နော်ဘဝဘယ်နှဆက်နော်ပါရီနဲ့ဘလောက်ပဲဖြစ်သားတွေကိုမယုံကြည်လို့ရတော့ဘယ်တော့မှတန်တရားကမလွတ်ဘူးဘယ်တော့မှအပြည့်ဝတ်ကမလွတ်ဘူးဒါလေးကိုနားလည်ဖို့အရေးကြီးပါတယ်သားတို့ကိုညှင်းပယ်တော့သူဟာတဲ့ဘုရားသခင်အမျက်တော်ကိုခံရတယ်ယခုပြင်အပြစ်စင်ခြင်းကိုခံရတယ်နောက်ဆုံးချက်ပဲသခင်ရှုရပြောတယ်ငါဟာအသက်ရှင်ခြင်းနဲ့တည်ခြင်းမှာထမြောက်ခြင်းအကြောင်းဖြစ်တယ်ငါ့ကိုယုံကြည်သောသူဟာတည်လွန်တော်လေရှင်မာရီနဲ့မာသာမောင်လေးလာဇရုအသေးအတန်ဖျားနာတဲ့အခါမှာသခင်ယေရှုကိုဆွတ်တောင်းပါတယ်နော်တောင်းတဲ့ဆုလေးကိုကြည့်နော်အဲ့လိုပဲဆွတ်တောင်းပါကိုတော်ချစ်တော်မူသောသူသည်နာ၍နေပါသည်တဲ့ကိုတော်ကိုသိချစ်တဲ့ကျမတို့ရဲ့မောင်လေးကိုတော်ကိုသိချစ်တဲ့သားလို့မပြောဘူးကိုတော်ချစ်တော်မူသောသူကိုတော်ရဲ့အချစ်ကိုပဲ focus လုပ်ပါနော်ဒီနေ့သင်ဆွတ်တောင်းတဲ့အခါမှာသင်ရဲ့အချစ်တဲ့သူ့ရဲ့အချစ်တဲ့ဒီသားကြီးကဒီဆရာကဖះကိုသိစက်ကတာဖះကိုသိယုံကြည်တာဆိုတဲ့ဖះသခင်သိချစ်တဲ့သူကိုတော်ချစ်တော်မူသောသူတို့သင်ဆွတောင်းရင်လေဖះသခင်ဘယ်တော့မှမငြင်းပေဘူးသူတကယ်ချစ်တော်နော်ကိုချစ်တာရဲ့သူချစ်တာကပူချေးသေးတယ်လေ
ဒါပေမဲ့တခင်ရှိပြမသွားဘူးမသွားပဲနှစ်ရက်နေတယ်လို့ကျမ်းစာကပြောတယ် delay is not denial ဘုရားခင်ချက်ချင်းမလုပ်တာတခင်ရှိပြချက်ချင်းမလာတာချက်ချင်းအပြည့်မပေးတာကမချစ်လို့မဟုတ်ဘူးမပေးတာမဟုတ်ဘူးအရန်နားလေဖို့လိုပါတယ်ဒါလို့ခနေ့သင်ဆွတောင်းလို့အပြည့်များတဲ့အခါမှာနော်ဘုရားခင်ကိုစိတ်မကောက်ပါနဲ့စိတ်မဆိုးပါနဲ့မာရိနဲ့မာသာနဲ့လာဇရုကိုအနာငိမ့်ပေးဖို့ဆွတောင်းမိမဲ့တကယ်ရှိကတေခြင်းကပြန်ရှင်ဖို့အထိစဉ်းစားထားတယ်ဆိုတာနားလည်ရတယ်နော်တကယ်ရှိပြရောက်လာတဲ့အခါမှာတင်ញိုင်းဂုံးထဲမှာတင်ញိုင်းတွင်းထဲမှာမြေကြီးထဲမှာမြုပ်ထားတာ၄ရက်တော့လွန်သွားပြီတေသွားလို့ဆရာဝန်ကကြည့်လိုက်တယ်နှလုံးမခုန်တော့ဘူး cold box ထဲမှာထည့်ထားတယ်ပြီးတော့မှခေါင်းထဲမှာထည့်တယ်တင်ញိုင်းမြေချတယ်ဂူထဲမှာထည့်တယ်ဂူတော့ပိတ်ပြီးသွားပြီ၄ရက်တော့လွန်သွားပြီဆိုတော့ပုတ်ပေါက်သွားပြီပေါ့ too late သိနောက်ကျသွားပြီလားနောက်မကျသေးပါဘူးနော်တခင်ရှိမှနောက်ကျရဲဆိုတာ never too late မရှိပါဘူးဘာမှစကားကတော့သေဆုံးနဲ့သေရင်ဆုံးသွားတယ်ယနေ့တခင်ရှိကပြီးလို့မပြောမချင်းဘယ်တော့မှမပြီးမေးဆွေပွဲသိခရာကိုတခင်ရှိတပါးတွေပဲမှုတ်ပိုင်ခွင့်ရှိတင်ပေါ်ရဲ့ referee စကြဝဠာရဲ့ referee ကတခင်ရှိပဲနော်ဆိုတော့လာစုတည်သွားတယ်လာစုပဲတည်သွားတာမဟုတ်ဘူးမာရီတို့မာသာတို့ရဲ့မျှော်လင့်ခြင်းတွေလည်းတည်သွားတယ်သူတို့ရဲ့ဆုတောင်းချက်တွေတည်သွားတယ်မောင်လေးတည်သွားတဲ့အတွက်ရေမောခြင်းတွေဝမ်းမြောက်ခြင်းတွေတက်ကြွခြင်းတွေအားလုံးတည်သွားတယ်နော်ကိုရဲ့ချစ်တဲ့ကိုရဲ့သားလေးသမီးလေးတွေတည်သွားတယ်မိခင်တွေဦးလေးအတော်ကြီးတွေ့ဘူးတယ်သူတို့တွေအများကြီး invest လုပ်ထားတာမပုံတင်တွေ smart card တွေ passport တွေ certificate တွေသူတို့တွေဝယ်ထားတဲ့ sandia တွေ keyboard တွေ guitar တွေအားလုံးတည်သွားတယ်ဆရာရဲ့ယူသွားလိုက်တော့တဲ့အသင်းတွေကိုလှူလိုက်မယ်ရုတ်တရက်တည်သွားတဲ့အတွက်အဆုံးရှုံးခံလိုက်ရတယ် all is lost လာဇရုနဲ့အတူသူတို့ရဲ့အိမ်မက်တွေဝမ်းမြောက်ခြင်းနဲ့အားလုံးတကြိုချင်းခံလိုက်ရတယ်ဒါပေမဲ့လာဇရုပြန်ရှင်လာတဲ့အခါမှာဝမ်းမြောက်ခြင်းကနှစ်ဆယုံကြည်ခြင်းကနှစ်ဆနော်နှစ်ဆတော့ရေမောခြင်းရှင်ယောဟန်7မှာလာဇရုတည်တဲ့အကြောင်းရေးပေမဲ့ပြီးတော့တာမဟုတ်တာရှင်ယောဟန်7မှာလာဇရုတည်ခြင်းကပြည့်ရှင်တဲ့အကြောင်းဖတ်ရတယ်အသင်းတော်ကာလအထိလာဇရုရှိသွားတယ်ဆိုတော့တွေ့ရတယ်မေလော်မာရီအထက်ကဒီ upper room မှာတရားဆိုတော့တပည့်တော်နဲ့အတူလာဇရုဆွတ်တောင်းတယ်ဆိုတော့တွေ့ရတယ်ပြောချင်တာကသခင်ရှုဖျားပွဲသိခရမမုံမချင်းပွဲမပြီးသေးပါဘူးတင်ကတော့ပွဲပြီးလို့ထင်မဲ့တည်သွားပြီပြီးသွားပြီကုန်သွားပြီရစရာအကြောင်းမရှိတော့မျှော်လင့်စရာအကြောင်းမရှိတော့အားလုံးပြီးဆုံးပြီထင်ပေသခင်ရှိကတင်ထင်ထားတာတဲ့ပိုကောင်းတဲ့ရာပေးနေပါတယ်ငါတို့တောင်းပန်ကြံစီသမျှတို့တဲ့အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဘုရားသခင်နော် exceedingly abundantly beyond our think and our pray တခင်ရှိပြတတ်ဆွမ်းနိုင်ပါတယ်ဒါလို့နေ့စဉ်အသက်တာမှာထမြောက်တဲ့တကူနဲ့အသက်ရှင်အောင်ယုံကြည်သောငါတို့နဲ့ပြောက်တော်မူသောအလွန်ကြီးလာစွာသောတကူတော်ကအဘယ်များလောက်ကြီးသည်ကို၎င်းတင်တို့သည်သိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်ထိုတကူတော်ကသခင်ယေရှုခရစ်တော်ကိုတည်ခြင်းမှာထမြောက်စေ၍ခရစ်တော်နဲ့ပြုပြင်သောမဟာဘုန်းတကူအာနုဘောအရှင်မြတ်တို့ဖြစ်တယ်သခင်ယေရှုရဲ့ထမြောက်ခြင်းတကူကိုသင်ခံယူမယ်ဆိုရင်လေတင်းရဲ့ဘဝအသက်တာမှာတည်သွားတဲ့အရာတွေပြန်ကောင်းလာမယ်ပြတ်သွားတဲ့အေကွန်တွေပြန်ကောင်းလာတယ်ရေခဲတက်တာတွေပြန်ကောင်းလာတယ်ပြတ်သွားတဲ့ကျွန်တော် handset handphone တွေပြန်ကောင်းလာတယ်တည်သွားတဲ့အပင်လေးတွေပြန်ကောင်းလာတယ်ပြတ်သွားတဲ့ကျွန်တော်ကြောက်ကပြန်ကောင်းလာတယ်အိမ်မက်တွေပြန်ကောင်းလာတယ်ပေါင်းသစ်ဆက်ဆံရေးတွေပြန်ကောင်းလာတယ်နေ့စဉ်နေ့တိုင်း resurrection power ထမညင်တကူကိုခံစားရတယ်ဘာကြောင့်လဲငါသည်ကိုယ်တိုင်မရှိကျမ်းစာတိုင်းကျွန်တော်အသက်ရှင်နေမဟုတ်ဘူးခရစ်တော်သည်ငါ၌ရှင်တော်မူ၏ငါသည်ကိုယ်တိုင်မရှိဆုတောင်းခြင်းနဲ့အသက်ရှင်တာမဟုတ်ဘူးနှိမ့်ချစွာအသက်ရှင်တာမဟုတ်ဘူးခရစ်တော်သည်ငါနဲ့ရှင်တော်မူ၏အဲ့ဒီကမှာထမြောက်ခြင်းတကူကိုအချိန်တိုင်းမှာခံစားရတယ်အချိန်တွေထဲမှာခံစားရတယ်နေရာထဲမှာခံစားရတယ်ဘာကြောင့်လဲခရီးတင်တဲ့ကျွန်တော်ကိုယ်ကိုယ်တဲ့အရှင်ယေရှုကအသေးဖျားမဟုတ်ဘူးအရှင်ဖျားကျန်တဲ့ဖျားတွေအားလုံးကအသေးဖျားတည်သွားတဲ့ဖျားတွေအယုတ်ဖျားတွေအုတ်ခဲဖျားတွေလူဖျားတွေနတ်ဖျားတွေတရားစီရင်ခံရမယ့်ဖျားတွေဖျားအတုတွေယေရှုခရစ်တော်သည်သာလေစစ်မှန်တဲ့တည်ခြင်းကိုအောင်မြင်တဲ့အသက်ရှင်တော်မူသောဖျားခင်ဖြစ်ပါတယ်အားလုံးရဲ့အပေါ်မှာထမြောက်တော်မူခြင်းတကူကိုတင်းရဲ့အိမ်တော်မှာခံစားရပါစေတင်းရဲ့လုပ်ငန်းခွင်မှာခံစားရပါသည်တင်းရဲ့ခန္ဓာကိုယ်မှာခံစားရပါစေလို့ဆုတောင်းပေးပါတယ်အားလုံးမင်္ဂလာရှိတဲ့သခင်ဖျားနေ့လေးပါ a blessed day of the Lord and the resurrection day ပါ hallelujah လို့လဲစွာမြောက်များစွာ
ပြန်လည်ကဝင်ကခွန်အားပေးလို့ရပါတယ် thank you ပါ